ပွဲတွေလိုက်ကြည့်တယ်ပွဲတွေကိုလိုက်ကြည့်တဲ့လူတွေကိုမဆိုလို့ဘူးဒီလားမဆာလို့လို့ဟောပါလေတစ်တော့ကနေပြီးတော့ကြည့်တဲ့လူတွေရောလိုင်းပေါ်ကနေကြည့်တဲ့လူတွေလေကိုတိုင်းလိုက်ကြည့်ရတာလည်းမဟုတ်ဘူးဒီလားလိုက်တယ်ကိုတိုင်းလိုက်ကြည့်ရတာလည်းမဟုတ်ဘူးသူများတင်ပေးမှာကိုရီးယားကြည့်ရတာမလားအဲ့လိုမျိုးဆိုတော့လေမြန်မာပြည်နဲ့ဒီစင်ကာပူနဲ့ဆိုရင်အချိန်ကြီးกว่าတယ်အဲ့လိုပဲတခြားနိုင်ငံတွေလည်းกว่าမှာပေါ့နော်တနိုင်ပွဲกว่าတယ်ငယ်တို့ပွဲစပြီးတော့ဖြစ်တဲ့အချိန်ကလေ10 နာရီလား10 နာရီခွဲလားမသိဘူးအဲ့ချိန်10 နာရီခွဲဖြစ်ပုံများအဲ့ချိန်10 နာရီခွဲဆိုရင်လေစင်ကာပူမှာ12 နာရီဖြစ်နေပြီအဲ့12 နာရီကိုလေမနေ့မှကြည့်လို့ရတယ်ဒီလားမနေ့မှသူများတွေဘယ်လိုခေါ်သူများတွေတင်တာလဲကြည့်လို့ရတယ်နောက်မစားကိုပို့ပေးတယ်မမတွေညီမလေးတွေရှိရလေအဲ့လိုမျိုးဆိုတော့သူတို့ပို့ပေးတာရှိနေရပဲဒီလားအဲ့မနေ့မှကြည့်လို့ရရတာနဲ့လေအဲ့ဒါကို12 နာရီထိုးနေပြီပွဲစားတဲ့အချိန်ကဒီမှာ12 နာရီထိုးနေပြီဒီလားအဲ့ပနာမကိုကြည့်လိုက်သေးတယ်ရအောင်ဒီလားပနာမကိုအဲ့ဒါတော့မှပဲ live ဝင်နေရတယ်မဟုတ်သူများပို့ပြီးလို့ကြည့်ရတာလေအဲ့ဒါကိုလေအဲ့သူများပို့ပေးတဲ့ဟာကိုဖွင့်ပြီးတော့ကြည့်လိုက်သေးတယ်ဗာလေးဝင်လေဒီနေ့မှန်တဲ့တချင်းဘလို့ခေါ်မလဲတချင်းလေးတွေဒီပနာမဆိုလေဒီတချင်းလေးတွေဆိုမယ်ဆိုတာလည်းသိနေတယ်မသိဘူးမဟုတ်သိတယ်ဒါပေမဲ့သူဒီနေ့ဗာလေးဝင်လာမလဲသူဘာရောင်လေးတွေဝင်မလဲပေါ့နော်အဲ့လိုမျိုးလေးတွေဆိုအဲ့ဒါလေအဲ့ဒါကိုပဲပနာမဟိုဟာဖြစ်တာကိုပဲကြည့်ရပါတော့ကြည့်တယ်ကြည့်ပြီးလဲပြီးပနာမပြီးလို့ရှိရင်အိတ်တော့မယ်ပေါ့အိတ်တော့မယ်ဆို12 နာရီထိုးနေပြီဒီမနေ့ကအလုပ်တော့ရမှာအိတ်တော့မယ်ဆိုပြီးတော့တခါထပ်ပြီးတော့ပို့လာလေးတို့တခုပြီးထူလိုင်းနေပြီးတော့ချင်းရတယ်ပြီးတော့လေနိုင်ပြန်ကြည့်လိုက်တယ်တနားထိုးနေပြီအဲ့နဲ့အိမ်မှာဖြစ်တော့မယ်ဘောနော်မနေ့စောထားမှာပေါ့6 နာရီဆိုထားရတော့မယ်ဆိုအိမ်မှာဖြစ်မယ်ဆိုတနားထိုးနေပြီနော်အိတ်တော့မယ်ဆိုပြီးလက်ပြီးဖုန်းလေးကိုပြန်ပြီးလဲပြီးနောက်က back နဲ့ဆိုအသေးကလေးရောက်လာလို့ရှင် back နဲ့ပြန်ကြည့်လိုက်ပြန်အောင်ကြည့်တယ်အဲ့ဒါနဲ့ပဲလေတဖြည်းဖြည်းတနားခွဲ2 နာရီ3 နာရီအဲ့ဒါနဲ့ပဲလေဒီနေ့အချိန်ကြီးကိုပြီးလဲပြီးတော့မနေ့ကညဆိုလို့ရှင်3 နာရီမှအိတ်ဖြစ်တယ်3 နာရီမှအိတ်ပြီး6 နာရီပြန်ထားအဲ့လိုမျိုးမဲအဲ့ဒါလေးတညာလည်းမထင်နဲ့နော်သူစပြီးတော့ပွဲကပြီးတော့သူ့ကိုတိပါပြီးဆိုတော့ကွာကြည်တာလေညာလည်းမအိမ်မချင်းကြည်တယ် live မဲ့လို့ရှင်ပို့ဆိုးသေးတယ်တညာလုံးမအိမ်တော့9 နာရီထိ9 နာရီကြာလဲကြာ9 နာရီကြာဒီထားပြီးဒါအိမ်လည်းမအိမ်ရတော့ဘူးလေ9 နာရီမှတော့မအိမ်ရတော့ဘူးပေါ့သူ9 နာရီလောက်ဆိုလို့ရှင်သူနှစ်ပါးတွေပါလေကလေအဲ့ချင်းတော့ဆိုရေထချိုးရေမိုးချိုးပြပြချက်ကိုလို့ပြဆန်းကပ်ဖို့ပါလေလို့တညာလုံးမအိမ်ရတော့ဘူးလေခုလိုပဲထင်ပါတယ် online မှာလေ live ပေါ်မှာတစ်တော်နေပြီးကြည့်နေတဲ့လူတွေဒီလိုပဲလို့တော့မစားထင်နေသေးလားသူကပြောတယ်ပုံဆိုင်မှာ screen တိုင်းတွေကို short တဲ့ screen တိုင်းတွေကို short ပေါ့နော်screen တိုင်းတွေကို short ဖို့သူအကြံပေးတယ်တဲ့ကိုရီးယားလေးစတဲ့ screen တိုင်းက short ထားပြီးသား10 နာရီဆိုအမြဲတမ်းမစားအိတ်တာနော်ညပဲဆိုရင်10 နာရီအိတ်တယ်မနေ့ဆို6 နာရီထားတာကို10 နာရီပြအောင်အိတ်တယ်အခုလေသူပွဲကပါလေ10 နာရီမပြောနဲ့17 နာရီလည်းမအိတ်12 နာရီလည်းမအိတ်12 နာရီလည်းမအိတ်ဘူးနောက်ဆုံးလေးသူပွဲမကတဲ့ရက်ကလေးတွေမြန်သူတို့ကတော့အေးကိုရီးယားမအိမ်နိုင်အဟောင်းတွေကိုပြန်ကြည့်ပြီးတော့ပြန်ရီအဲ့လိုမျိုးတနေ့တည်းလေဘာတွေချင်းကိုမှမသိဘူးဒီလားမစားလို့ကပြန်ရောက်တဲ့အချိန်ဆိုရင်တော့ခဏနားတဲ့အချိန်ဆိုရင်တော့မစားတက်တော့ဆောလိုက်တယ်အဲ့လိုမျိုးပေါ့နော်9 နာရီခွဲဆိုရင်ကျင် join ပြီဆိုတော့9 နာရီခွဲကနေ9 နာရီခွဲထိဆိုမစားမအားတော့ဘူးလေအဲ့ဒီအချိန်လေးဆိုလို့ရှိရင်မစားမ join နိုင်တော့ဘူးပေါ့ဖုန်းပဲဒီတိုင်းလေးပဲဖွင့်ထားလိုက်တော့ဖွင့်ထားပြီးတော့ဘာမှလည်းပြန်မရေးနိုင်ဘူးလေဒီတိုင်းလေးပဲကြည့်နေအခုလေသူ့ကိုပြောရမှာလေပြိတ္တတွေကိုမိသားစုတွေ screen time ကို short စေချင်လို့ရှိရင်လေသူမကရင်အကုန်ရော့သွားလိမ့်မယ်လေကသူကနေသေးရတဲ့ screen time ရလေရော့မယ်လို့မထင်ဘူးမျက်မှန်တက်တဲ့လူတွေလည်းဒီတွေတဖြည်းဖြည်းတိုးပြီးလာတာပဲအဖတ်တင်နိုင်တယ်လေလားမဆာဆိုလို့ရှိရင်ခါတိုင်းဆိုရင်အလုပ်ပါလေဖုန်းကိုလေအလုပ်ကိစ္စလွှဲလို့ရှိရင်ဘာမှမလုပ်ဘူးဖုန်းအလုပ်ကိစ္စဒီ order ဝင်လာတာတို့ဘာလို့ပစ္စည်းစစ်တာတွေပါတယ်အဲ့လိုမျိုးgroup အလုပ်မှာ group chat တွေပါတယ်အဲ့လိုမျိုးလေးတွေတော့ပဲစစ်တယ်ဖုန်းကိုဒီတိုင်းပဲထားတာအလုပ်ချင်းဆိုမှစမကြည့်ဘူးဒီတိုင်းပဲနေနေတာအခုမြင်တော့ပြောမနေနဲ့ဖုန်းကလေထောင်ထားတယ်မြင်တယ်ကြည့်လဲဖွင့်ထားတယ်မကြည့်လဲဖွင့်ထားတယ်အဲ့ဒီတိုင်းပဲအဲ့ဒါဆိုလောကလူတွေကတော့ပြောတယ်နင်ဘာလို့သူ့ကိုပဲကြည့်နေရလဲဘာလို့မြင်နေသူ့ကိုဖွင့်ထားတာလဲအဲဆိုငါစိတ်ရမ်းဆိုးလိုက်စိတ်တူလိုက်ချင်သူမျက်နှာပတ်ခနဲ့ကြည့်လိုက်လို့ရှင်ကစိတ်ဆူပြေးသွားစိတ်တူရတဲ့အချိန်စိတ်ဆူပြေးသွားအောင်အဲကြောင့်မလို့ဖွင့်ထားတာအဲ့လိုမျိုးပြန်ပြီးတော့လေစင်ကြေးပေးတာပေါ့နော်အမှန်တော့ကိုယ့်ကိုကြည့်ချင်လို့ကြည့်တာ
စင်ကြေးပေးလိုက်တာပါစင်ကြေးပေးလိုက်တဲ့ခါကျအော်သူစိတ်မဆိုးရင်ပြီးရစိတ်တွင်ပြီးရဆိုပြီးတော့လေသူလည်းပါတတိလို့ပါပြောဒီတိုင်းဖို့ဒီတိုင်းပဲဖွင့်ထားပြီးလည်းပြီးရဒါတလေ customer နဲ့စကားပြောတဲ့အခါကျလို့ရှိရင် customer ကိုပြောတာမျက်စိကအဲ့ဘက်ရောက်နေဖုံးဝင်ရောက်တယ်မျက်စိက back နဲ့ဆိုဖုံးဝင်ရောက်တယ်ကြည့်လိုက်တယ်ပြီးရင် customer မေးတဲ့ဟာကိုပြန်ဖြေလိုက်တယ်တခါတလေလေးငါကောင်းကောင်းလည်းမကြည့်အောင်သူကလည်းမေးမြန်းလည်းထူလိုက်တာပေါ့နော်အဲ့လိုမျိုးအထီတောင်မျိုးသိလားတော်တော်ကိုဆွဆွဲလန်းလန်းပါလို့သိလားဘယ်လိုကောင်းလဲတခါမှလေရုပ်ရှင်မင်းသားမင်းသမီးတွေဆိုလေအဲ့လိုဆွဲလန်းလန်းမရှိပါဘူးဟိုဘယ်လိုကောင်းလဲအရင်တော့ကဒွေးလောက်ထီတော့ကြိုက်ခဲ့ဘူးတယ်ဒွေးကြတော့ချောလို့လည်းမဟုတ်ဘူးဒွေးကြတော့လေတရုပ်ဆောင်သူ့ရဲ့တရုပ်ဆောင်ကအသက်ဝိုင်းနေပြီးပြင်းနေမျက်လုံးလေးတွေကအစားပေါ့နော်တရုပ်ဆောင်ကရမ်းကိုကောင်းတယ်ပေါ့နော်ကျော်ဟင်းလို့အဲ့လိုမျိုးလေးတော့ကြိုက်တယ်ပေါ့ကြိုက်တယ်ဒါပေမဲ့ဆဲဆဲလန်းလန်းကြည့်တဲ့ထက်မှာတော့မပါဘူးဒါပေမဲ့မောင်လေးကြတော့ဘယ်လိုလဲမသိဘူးသူ့ရဲ့ဆန်းလားသူ့ရဲ့ဆန်းလားသူ့ရဲ့ပါရမီလားတော့မသိဘူးပေါ့နော်ကြည့်တဲ့လူအားလုံးမိသားစုအားလုံးစိုင်းမိုးရဲ့ fan အကုန်လုံးပေါ့နော်အကုန်မိသားစုအားလုံးပါလေသူ့ကိုကြည့်ပြီးကြည့်နေနေကိုပိုချစ်ပြီးတော့လာတာပေါ့နော်အဲ့လိုမျိုးချစ်တာကလေတော်တော်များများ90% လောက်ကလေတကယ်ကိုဖြည်းဖြည်းစင်လေးနဲ့ရင်ထဲရလေးဘယ်လိုခေါ်မလဲတွေ့သားရင်တယောက်လေးတို့လေချစ်ပြီးတော့ကိုလေဘယ်လိုခေါ်မလဲနည်းကိုချစ်ပြီးအားပေးကြတာပေါ့နော်အဲ့လိုမျိုးအားပေးတယ်အဲ့လိုချစ်ခင်မှုမျိုးကတော်ရုံတော့ပျောက်ပြမသွားဘူးပေါ့နော်ဟိုတနာချစ်လိုမျိုးပေါ့နော်အဲ့လိုမျိုးပုံစံမျိုးဆိုရင်တော့လေမြန်နေပေါ့နော်ပျောက်ပြတာတော့မြန်မှာပေါ့ဟိုအများစုကတော့ဟိုအမေအဖွဲတွေအမအဖွဲတွေနောက်ဆုံးညီမလေးတွေတောင်မှသူ့ထင်နေတဲ့ညီမလေးတွေတောင်မှပဲသူကအဲ့လိုကလေးရမ်းဆန်ပြီးတော့လေဟိုတီတတားလေးတွေပြောတတ်တယ်ပလီပလာလေးတွေပြောတယ်ချစ်ဖို့ကောင်းလို့တတ်တယ်သူမျက်နှာလေးကလည်းကြီးပြီးတော့အရန်ချစ်ဖို့ကောင်းတဲ့အခါကျတော့လေဘယ်လိုခေါ်မလဲသူ့ထင်နေတဲ့ကလေးတွေတောင်မှသူ့ကိုလေကလေးလေးတယောက်လိုပဲသဘောထားပြီးတော့ကလေးလေးတယောက်လိုဟိုစိတ်ကဘယ်လိုခေါ်အဲ့လိုမျိုးလေးတွေဖြစ်သွားကြတာပေါ့နော်ဖြစ်ပြီးတော့လေတကယ်ကိုခလေးလေးတယောက်ကိုချစ်နေရတယ်လို့မျိုးလေးပေါ့မဆာဆိုပို့ဆိုးတယ်ဒီလားဟိုဘယ်လိုခေါ်မလဲဖန်ဆင်းရှင်တယောက်ကနေပြီးတော့ဘက်ခနဲ့ဆိုဟိုဘယ်လိုခေါ်မလဲခလေးလေးတယောက်ကိုချစ်ဖို့ကောင်းတဲ့အယုတ်ကလေးတယောက်ကိုလက်ရွှေယုတ်ကလေးကိုလက်ထဲကိုထည့်ပေးလိုက်တယ်လို့မျိုးလေးဒီမှာအဲ့လိုမျိုးလေးဟိုမထီရဲ့မကိုင်းရဲ့မတို့ရဲ့ကလေးပေါ့နော်ကြွေရုပ်ဆိုရင်တော့မှကြွေဆိုလို့ရှိရင်ကြက်ွယ်တတ်တယ်လေကြက်ွယ်တာတော့အဲ့လိုမျိုးသူကြွေရုပ်လို့တော့မနိုင်ရွှေရုပ်ကလေးအဲ့လိုမျိုးအများတန်ဖိုးထားပြီးတော့တရုတ်တည်တန်ဖိုးထားတဲ့ကလေးလေးပေါ့နော်ရုပ်ကလေးတရုတ်လို့ပေါ့နော်အဲ့လိုမျိုးလေးကိုချစ်တာအဲကြောင့်မှသူမဆာသူရွှေရုပ်လို့ခေါ်တာတန်ဖိုးလည်းရှိရမယ်အတူတကားအများတနိုးတန်ဖိုးထားတဲ့ရုပ်ကလေးတရုတ်ပြီးတော့ချစ်ဖို့ကောင်းတဲ့ရုပ်ကလေးအဲ့လိုမျိုးလေးပေါ့နော်မထီးရမကိုင်းရမတိုးရကလေးနဲ့လေအဲ့လိုမျိုးဒီဇိမ်းစိတ်အလှကြီးနေတဲ့ရုပ်ကလေးတရုတ်လို့မဆာတတ်မှတ်ထားတာသူ့ကိုလေအဲကြောင့်မဆာသူ့ကိုချစ်တာမှလေအသွေးတဲ့အသားတဲ့ကိုမှပဲဒစိမ့်နဲ့ကိုလေကြည့်ပြီးတော့ချစ်တာအဲ့လိုပဲမဆာလိုပဲပေါ့နော်သူ့ရဲ့ fan တွေအားလုံးကအဲ့လိုပဲသူ့ကိုချစ်တယ်လို့မဆာထင်တယ်ဒီလားအဲ့မဆာကြောက်တယ်လို့တော့မဖြစ်တော့ဘူးဘာလို့လဲဆိုတော့သူမိသားစုအကုန်လုံးကိုကြည့်လိုက်လို့ရှိရင်မအေးအမေအရွယ်လေးတွေအဖွားရွယ်လေးတွေကအစားလေးတွေမှာရင်ထဲမှာနင်းကာကိုလေချစ်ကြတာသူဘာလေးကြိုက်တတ်တယ်သူဘာလေးစားတတ်တယ်လေပေါ့နော်အဲ့လိုမျိုးလေးတွေအသေးစိတ်ကလေးကအစားပေါ့နော်ဟိုအလေးထားပြီးတော့ချစ်ကြတာမြင်ရတွေ့ရတာလေအရန်ချင်လို့ကိုကောင်းတယ်ဝမ်းသာဖို့လည်းကောင်းတယ်မလားတို့မနန်းတို့ညီမလေးဆိုလို့ရှိရင်ဘယ်လိုခေါ်မလဲအထွေးဆုံးအငယ်ဆုံးအသေးဆုံးကိုယ့်ရဲ့အငယ်ဆုံးမောင်လေးတယောက်ကိုလေဖူးမှုထားတယ်မျိုးလေးပေါ့သူဘာလေးလိုအပ်လဲအဲ့လိုမျိုးလေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေးပြီးတော့စဉ်းစားနေရတာကိုပီတိတွေဖြစ်နေ